ဒါကအန်နတီပါလှပကျမတိတ်ယုံကြည်မှုမရှိတဲ့ကောင်မလေးတယောက်ပေါ့နင်တို့တွေငါမျက်နှာဝေဖန်နေကြတာလားအန်နတီမှာဆွတောင်းတစ်ခုပဲရှိတာပါတိတ်နေငါလှပလာပါစေလို့ပဲဆုတောင်းပါရဲ့နေကအလှဆောင်မိန်းကလေးတယောက်ဖြစ်ချင်တာလားဟာပေါ့တကယ်ကိုဖြစ်ချင်တာပေါ့ဒါဆိုလည်းကောင်းပါပြီအခုမင်းကကဘာပေါ်မှာအလှဆောင်မိန်းကလေးပဲတော်သေးတာပေါ့အိမ်မက်ပဲဖြစ်နေလို့ဟမ်ငါအလုံးလောက်ကြနေပြီဒီတိုင်းပြည်မှာတော့အလှပကကိစ္စတစ်ခုဖြစ်ပြီးမိန်းမလာလေးတွေကပဲအမြဲတမ်းမိုးထားခံရတယ်လေဒါဆိုလှနေရင်ယောက်ျားတွေကပတ်စံတွေလွတ်လွတ်လာလာလာပေးမှာလားအန်နတီလိုမိန်းကလေးတွေကတော့ယောက်ျားလေးတွေကိုဘယ်တော့မှမဆွဲဆောင်နိုင်ခဲ့ပါဘူးအော်အလုံးလောက်ကြနေပြီအန်နတီကတော်ဝင်အိမ်တော်တစ်ခုကအစေခံတယောက်ဖြစ်ပြီးတော့ဒီနေ့လေသူမပါတီတစ်ခုအတွက်တက်ခင်းပေးရပါဦးမယ်မင်းသားညီပန်တွေ့ရတာဝမ်းမြောက်မိပါတယ်ကျမကမင်းကမိတ်ဆက်ဖို့မလိုဘူးကိုယ့်ရဲ့ချစ်သူတစ်လေးဖြစ်ချင်လားတွေ့လားကျနာကြီးတဲ့ကောင်မတော်တဆအန်နတီကကံမကောင်းစွာနဲ့အဲ့ဒီမိန်းကလေးပေါ်စားတော့တွေဖိတ်သွားစေခဲ့ပါတယ်စောက်ထားလိုက်တာအချစ်ဒီအိမ်စီကိုအလုပ်ဖြုတ်လိုက်ပါကျေးဇူးပြုပြီးမလုပ်ပါနဲ့မင်းသားလေးကျမကြည်အလုံးမမရှိရင်တောင်းရစားတောင်းရပါလိမ့်မယ်မင်းကိုအလုပ်ဖြုတ်လိုက်ပြီငါကဒီလိုမိမလာလေးတယောက်ရဲ့စကားဘလို့လွန်ဆန်ဝတ်မှာမလဲနေရမလှရင်တော့လေအမြဲတမ်းရှုံးနေရမှာပဲလေအဲ့ဒီလုံနဲ့ပဲအန်နတီတယောက်အလုပ်ပြုတ်ခဲ့ရပါတယ်သူမကဒေါသထွက်လုံးလို့နောက်တောင်လှည့်မကြည့်ပဲထွက်လာခဲ့ပါတယ်လှည့်ထွက်မှာပဲသူမကတယောက်ယောက်ကိုတိုက်မိသွားခဲ့တယ်လေဟာမင်းနဲ့ညီပန်နဲ့ဆိုရင်တော်တော်လိုက်မှာပဲကျမလိုစက်ကြောင်းပြောတဲ့သူကလွဲရင်ပေါ့အိုးမင်းကဘာတူလဲဘယ်ကရောက်လာတာလဲအလှမ်းမိမယ်မို့ရိုးလေမင်းကိုအပြစ်ပေးမလို့လာခဲ့တာမင်းကတနာကြီးတယ်အမျိုးသမီးတွေကိုမလေးမစားဆက်ဆံနေငါလိုနဲ့သမီးတစ်ပါးဒီလိုအပြစ်မှုတွေကိုလက်ပိုက်မကြည့်နေနိုင်ဘူးငါမင်းကိုတစ်လအတွင်းပြက်ွယ်သွားပါစေလို့ကြိမ်ဆိုတယ်ဒီကြိမ်စာကိုဖြစ်နိုင်မဲ့တခုတည်းသောနီလန်ကအလှဆောင်မင်းကလေးကိုအနမ်းပေးဖို့ပဲလွယ်ပါတယ်တယောက်စီလိုက်နှမ်းလိုက်မှာပေါ့မင်းလူမပြီးတော့နမ်းမိမယ်ဆိုရင်တော့အဲ့ဒီလူကဖားတကောင်ဖြစ်သွားလိမ့်မယ်မင်းရဲ့မျက်နှာလည်းပြက်ွယ်သွားလိမ့်မယ်ပြီးရင်မင်းဘသူ့အမှလည်းနောက်ထပ်ထပ်မြင်ရတော့မှမဟုတ်ဘူးဒါဆိုဘသူကအလှဆုံးဆိုတော့ဘလို့သိနိုင်မှာလဲသူ့ရဲ့မျက်နှာအစစ်အမှန်ကိုမင်းမြင်နိုင်တဲ့တယောက်ယောက်ကလှဆုံးပေါ့အတိတ်ပဲမရှိတာအရာအလုံးကပုံမှန်ပါပဲဒါပါလဲအခုဆိုရင်နေပန်းအမြင်မှာအားလုံးမျက်နှာကမှောင်ဝါးနေခဲ့ပါပြီတခြားသူတွေအတွက်တော့အရာအားလုံးကပုံမှန်ပါပဲအဲ့ဒီအချိန်မှာအန်တိုနီကတော့ငါသာလှပခဲ့ရင်ဒီလိုမျိုးတွေခံစားရမှာမဟုတ်ဘူးငါလှပရင်ကောင်းမှာပဲငါမင်းရဲ့ဆူတောင်းကိုကြားပါတယ်ငါမင်းကိုလှပခြင်းနေပေးပါမယ်ဒါပေမဲ့တခုတော့ရှိတယ်
မင်းကမင်းသားနေဗန်စီကနေအချစ်စစ်အနံကိုတစ်လအတွင်းယူနိုင်ရမယ်ပြီးတော့မင်းသားနေဗန်ရဲ့မျက်လုံးထဲမှာတော့မင်းကဖားတစ်ကောင်ပဲဖြစ်နေလိမ့်မယ် ဒါဆိုဘသူဟာကျမကိုအနမ်းပေးရဲမှာလဲ မင်းရဲ့အတွင်းစိတ်အလှကိုတက်တည်ပြနိုင်မှငါပေးမယ်အလှပနဲ့ထိုက်တန်မယ် ဟော ကျမကမင်းသားရဲ့အခြေအနေနဲ့အန်တိုနီရဲ့ဝမ်းနည်းစရာအမှတ်တရတွေကိုကျမကိုလက်ခံစေဖို့ပြန်ပြီးတော့ပြလိုက်ပါတယ် ကောင်းပါပြီကျမလှနိုင်မယ်ဆိုရင်လက်ခံပါတယ် ကောင်းပြီဒါပေမဲ့ပထမဦးဆုံးနည်းနည်းပြင်ဆင်မှုတော့လိုလိမ့်မယ်မင်းသားနေဗန်ရဲ့ခမဲတော်ကတော့ဖြစ်နေတာတွေကိုကြားပြီးတတိုင်းပြည်လုံးကအချောအလှတွေကိုသူ့သားအတွက်ဆင့်ခေါ်လိုက်ပါတယ် ကဲဒါနောက်ဆုံးရောက်လာတဲ့မိန်းကလေးတွေပဲသူတို့မျက်နှာတွေရောမြင်ရလားမမြင်ရဘူးမိန်းကလေးတွေကိုဒီတစ်သက်ပြန်မြင်ရပါဦးမလားဒါဆိုလေမင်းတို့တွေမင်းသားကိုဒီအတိုင်းသာအနှမ်းပေးကြချိန်စာပြန်စီတဲ့သူမင်းသမီးအဖြစ်ခန့်ထားမယ် ဒါပေါ့ဘသူမှဖားမဖြစ်ချင်ကြဘူးလေပြီးတော့ဒီနေ့ရဲ့အဓိကဇက်ကောင်ရောက်လာပါပြီသူကအန်နဒီပါကျမသူ့ကိုပြင်ဆင်ပေးထားပါတယ် သူကအရင်တုန်းကနန်းတွင်းမှာအစေကပဲမဲ့အခုတော့သူ့လှနှိုင်းရှင်မရနိုင်အောင်ပါပဲတော့သူ့မျက်နှာကိုမြင်ရလားမြင်ရတယ်ဒါဆိုအနှမ်းပေးလိုက်လေဘာလို့တုံဆိုင်နေတာလဲမဖြစ်နိုင်ဘူး तू ကမိတ်စာပဲသူ့ရဲ့ဖားပုံစံမျက်နှာကိုမမြင်နိုင်ဘူးလားခမဲတော့ ကျမဘာမှမသိဘူး तू ကလှပါတယ်အရင်ကနန်းစီအန်နာတီလေအခြားဘသူမှမဟုတ်ဘူးမနှမ်းနိုင်ဘူးမဖြစ်နိုင်ဘူးသူနဲ့အချိန်ခဏလောက်အတူနေကြည့်လေသူ့အနမ်းပေးဖို့နောက်ကျအောင်မှမဟုတ်ပါဘူးမလုပ်ဘူးဆိုမလုပ်ဘူးပဲတားတော့တူရီတော့နန်းဝယ်စက်ခံသူပဲပြောသလိုသာလို့ နောက်ဆုံးတော့မင်းသားလည်းဘီရင်ရဲ့ဆန္ဒကိုအလျှော့ပေးလိုက်ရပါတယ်ပြင်ဆင်နေတတ်ခဲ့ပြီးကလေးကအန်တိုနီကဘဝအသစ်ကိုစတင်ခဲ့ပါတယ်သူ့ရဲ့လောက်ဖော်ကိုင်ဘတ်ဟောင်းတွေကပို့ဖော်ရလာခဲ့ပြီးစစ်တီတွေတောင်သူမကိုချစ်စကားပြောလာကြတယ်လေဒါပေမဲ့နီဗန်နဲ့ဆိုရင်တော့ ကဲပါစားလိုက်ပါဦး အန်နဒီကတခြားသူတွေနဲ့ဆိုရင်ပုံမှန်ပါပဲနီဗန်ရဲ့မျက်လုံးထဲမှာပဲထူးဆန်းနေခဲ့တာ သူရှင်းနေတာကိုငါဘယ်လိုစားရမှာလဲ ဒါကဖြစ်နေကြကိစ္စပါပဲ အိုးရုံစရာကောင်းလိုက်တာ ကျမမသိဘူးကျမဒီအတိုင်းရှင်ဆိုင်မလို့ အစည်းအဝေးပွဲကနီဗန်ကဖားမျက်နှာနဲ့မင်းကလေးကိုဆက်ပြီးတော့တိမခတ်နိုင်တော့တဲ့အတွက်မအောင်မြင်ခဲ့ပါဘူးဒါကတော့ကျမလည်းအတူတူပါပဲ တယောက်တည်းနေပါရစေ သူတို့ချင်းတွေ့တိုင်းလည်းမင်းသားကထွက်ပြေးခဲ့တာကြီးပဲ ဖေးဟရေရုံစရာကောင်းလိုက်တာချွဲကြည့်နဲ့ဘာတို့နားကိုမလဲနိုင်တော့ဘူး ဒီလိုနဲ့ပဲအန်တိုနီကမင်းသားစီကနေချစ်ခင်မှုကိုမရခဲ့ပါဘူး မင်းငါအဲ့ရကိုဘာလုပ်လိုက်တာလဲမင်းအဲ့လိုထူးဆန်းတဲ့အတန်တွေဆက်လုပ်နေဘယ်လိုစကားဆက်ပြောလို့ရမှာလဲမနှမ်းနဲ့နဲတော်သေးရပါအိမ်မှာပဲဖြစ်နေလို့ ရှင်ဘာဖြစ်နေရလဲ ဖေးဒါဆိုငါဘယ်တော့မှမိမလှလေးတွေကိုထပ်မတွေ့နိုင်တော့ဘူးလား ဇလန်ကနောက်တစ်နေ့မှဆက်ရှင်ပို့တက်လာခဲ့တယ် မင်းကဘယ်ကိုခေါ်သွားနေတာလဲ အတိုင်းပြည်လုံးမှာကျင်းနူးစရာအကောင်းဆုံးဥယျာဉ်စီရော မဟုတ်ဘူးဒါက ဒီနေရာကနေဗန်ရဲ့ဝမ်းနဲ့စရာအတိတ်ကိုပြန်ပြီးတော့အမှတ်ရစေခဲ့တယ်လေသူကအရင်တော့သစ္စာရှိတဲ့သူတစ်ယောက်ပေါ့ တော်ပြီငါရွှေကြံခဲ့ပြီ သူချစ်သူကသူ့အပေါ်မှာဖောက်ပြန်နေတာကိုမတွေ့ရခင်အထိပေါ့ မိန်းမတွေအားလုံးကပကာသနာကိုပဲမှတ်မောကြတာငါလည်းဒီလိုမျိုးသစ္စာမဲ့နေတာပဲမှန်တယ် ရုံစရာကောင်ရှင်ကိုနမ်းရတာတဲ့ဖားဖြစ်နေရတာမှပိုကောင်းမယ် ဗန်မင်းကလေးကမှနေဗန်ကိုအရှင်ကဒီလိုမလုပ်ခဲ့ဘူးပါဘူး တော်ပြီပြန်သွားတော့မယ်ဒီလိုနေရတာတဲ့ဆိုင်ဖားဖြစ်နေရတာမှပိုကောင်းမယ်ဘသူငိုနေရလဲ လူတွေကငါ့ဘဝထဲဝင်လာပြီဘာလို့ပြန်ထွက်သွားကြတာလဲ
ဘာလို့ငါ့ကိုတကယ်မချစ်ကြတာလဲငါအထီးကျန်တယ်သူတယောက်တည်းဖြစ်နေပြီဆို तू ကအမြဲဒီလိုပဲရှင်ဘက်ကအချစ်စစ်မပေးရင်ဘသူကရှင်ကိုတကယ်ချစ်ပေးနိုင်မှာလဲ အဲ့ဒီညမှာမင်းသားကဖားမျက်နှာနဲ့မိန်းကလေးကိုရှောင်မနေခဲ့ပါဘူးအဲ့ဒီကစပြီးမင်းသားကအန်တိုနီကိုပို့အာရုံစိုက်လာခဲ့ပြီးသူမကသူမြင်မှုနေကြတိုက်တိုးကျင်တဲ့မိန်းကလေးတွေလိုမဟုတ်ဘဲနဲ့အလောက်စူးစမ်းပြီးတော့တော်တာကိုသိလာရပါတယ်ပြီးတော့အန်တိုနီအပေါ်မှာလည်းပို့ပြီးတော့ညှင်သာလာခဲ့တယ်ဒါပေမဲ့ဖားလိုမျက်နှာကိုတော့တက်တောင့်မဖြစ်နေခဲ့ပါဘူး ဘာအေးအချင်းမမရှိပဲလှတာလေးနဲ့မင်းသားကိုဖျားယောင်းနေတယ် ဟုတ်ပါသူလဲမင်းသားရဲ့တခြားရီးစားဟောင်းနေလို့ပဲလောဘကြီးတာပဲ အဲ့လိုမပြောနဲ့ NRD ကကျင်လာတတ်ပြီးငါနဲ့တကယ်ကိုအတူရှိဖို့ဆန္ဒရှိတာမင်းတို့လိုမဟုတ်ဘူး နေဗန်ပြောင်းလဲသွားပြီပဲ သူတို့နှစ်ယောက်ခံစားချက်တွေရှိလာခဲ့ကြပေမဲ့မပြတ်မသားဖြစ်နေကြတော့မှာပဲဒီလိုနဲ့ဘာမှဖြစ်မလာပဲတလကုံငန်းနီးလာတော့ဘီရင်ကြီးလည်းစိတ်ပူလာတော့တာပေါ့ဒါပေမဲ့မင်္ဂလာပွဲတစ်ခုကိုကြည့်ပြီးတော့ဘီရင်ကြီးကအကြံရသွားခဲ့တယ် မင်္ဂလာပွဲတော်ကျင်းပရင်တော့မင်းသားကမဖြစ်မနေမင်းကိုနမ်းလာရမှာပဲတည့်ရပဲကြံတော့တယ်တခြားရွေးချယ်စရာမရှိဘူးဘာတူလဲခမဲတော်လား तू ကလက်ခံတော့မှာမဟုတ်ဘူးဖမ်းရှုပ်ကြလှစမ်းငါမင်းသားတစ်ပါးနော်မင်္ဂလာခမ်းမှာဘာလို့လူတွေအများကြီးရှိနေရလဲသူတို့သမီးကိုအနမ်းပေးလိုက်ပါတော့အချိန်မရှိတော့ဘူးအနာဒီဘာလို့သူတို့သမီးလိုပြင်ဆင်ထားတာလဲလုံထုံးလုံနည်းတွေကိုမေးလိုက်အခုသူတို့သမီးကိုအနမ်းပေးဒါပေမဲ့ အချိန်စေးတော့မယ်နော်ဘာလို့အခုထိတွေ့ဝေနေသေးရလဲ သူမရဲ့အသနာခံနေတဲ့မျက်နှာကိုမြင်တော့နီဗန်ကပျော်ခဲ့ကြတဲ့အချိန်တွေကိုသတိရသွားခဲ့တယ် ဘာပဲဖြစ်ဖြစ်ဒီမင်္ဂလာပွဲကိုကန့်ကွက်မဲ့သူလည်းမရှိဘူးဆိုတော့ ကျမကန့်ကွက်တယ်ဒါပေါ့ကျမဆက်ရှိအမြင့်ဆုံးအချိန်မှာပေါ်လာမှာပေါ့ နတ်သမီးမွန်ရိုးမင်းမျက်နှာကိုဘာလို့မြင်နေရလဲ ဒါပေမဲ့ရှစ်မျက်နှာကိုကြာတော့မြင်နိုင်တယ် ငါအလှဆုံးမိန်းကလေးမလို့လေဘသူကများငါလိုနတ်ဖျားမထပ်ပို့ပြီးတော့လှနိုင်ပါလေငါကပဲနေဗန်ကအနမ်းပေးရမယ့်သူပဲဒါရီအကုန်လုံးကကျမရဲ့စိန်ခေါ်မှုပါအခု तू ကတစ္ဆာမဲတဲ့သူမဟုတ်တော့ဘူးဒီတော့ဆွလက်အနေနဲ့ကျမကိုလက်ထပ်ရမယ် တကယ်လား ဒါဆိုကျမရှင်းအတွက်အတုံးချခံပေါ့ဟုတ်လားအိုးဖယားရေ နတ်မိမဲဝဲနမ်းမမင်းသားလေးအစိကံနတ်မိမဲကိုမရှင်းနိုင်ပါဘူး ဟုတ်တယ်အိုးလှတဲ့သူကိုပဲရွေးချယ်ပါ အားလုံးပဲတိတ်ကြစမ်း तू ကမင်းတို့အားလုံးထက်အစတစ်ထောင်တာတယ် तू ကငါခံစားချက်တွေကိုနားလဲတယ်ဖားတကောင်ပုံဖြစ်နေတော့ तू ကငါ့ကိုတကယ်ချစ်မြတ်နိုးတယ်ငါ ကျေးဇူးပြုပြီးနေဖက်ကိုနမ်းမှာ ဒါဆိုမင်းတက်တက်လုံးဖားတစ်ကောင်လိုနေရမှာ ရပါတယ်သူအသက်ရှင်သေးရွေးပါ မဟုတ်ဘူးငါမချစ်တဲ့သူကိုငါမနှမ်းနိုင်ဘူး ဒီလိုနဲ့ပဲချိန်စာပြဲသွားခဲ့တယ် ငါမျက်နှာတွေကိုပြန်မြင်နိုင်ပြီ ။အော်ဒီကောင်မလေးကိုမေ့သွားတယ်
ဂုဏ်ယူပါတယ်မင်းတို့နှစ်ယောက်စလုံးစမ်းသပ်မှုကိုအောင်မြင်သွားပါပြီမင်းနဲ့ရမယ့်သူကအန်တိုနီပါပဲမင်းချစ်ရဆုံးသူကအလှဆုံးသူပဲပေါ့ ဒါမဲ့ကျမဘာလို့ဒီလိုပဲရှိနေသေးရလဲ မင်းကအရင်ကတည်းကလှပြီးသားပါယုံကြည်မှုမရှိခဲ့လို့သာငါကနည်းနည်းလေးပြင်ဆင်ပေးခဲ့ရုံပါပြီးတော့ကိုယ့်ရဲ့လှခြင်းမလှခြင်းကကိုယ့်ချစ်သူရဲ့မျက်လုံးထဲမှာပဲမူတည်တာမြင်လားတကယ်တော့ရုပ်ရည်သွင်းမြင်ဆိုတာကအပြင်းပန်းပါပဲအရေးကြီးတာကမင်းရဲ့အတွင်းစိတ်တွေကဘာတူဆိုတာပဲလေကျမရဲ့ပြဆက်လေးကြောင့်ရအားလုံးကပြောင်းလဲသွားခဲ့တယ်မိန်းကလေးတိုင်းကသူ့မိသူ့ဟန်နဲ့လှပကြပါတယ်ဒါပေမဲ့အလှဆုံးကတော့အခုအချိန်ကြီးကျမဖြစ်နေတော့မယ်လေ ဟေး စတာပါ